တုပ်ပိုးလေးတွေဘလို့ဖြစ်လာတယ်လဲတုပ်ပိုးစပန်းတွေဟာနေ့တိုင်းတန်းနဲ့ချီပြီးထွက်ရှိနေတာဖြစ်လို့ဒီစက်ယုံကြီးကတရက်မှနားရက်မရှိအလုပ်လုပ်နေတာပါတုပ်ပိုးတွေကိုဝေးစစ်ထဲမှာထုတ်လုပ်ပါတယ်ဝေးစစ်ထဲမှာအလွန်သေးငယ်ပြီးရစ်ခွေနေတဲ့တုပ်ပိုးထုတ်ပြုံးငယ်တွေရာနဲ့ချီရှိနေတာပါဇာတိုလီဆဲဒါတွေကတော့တုပ်ပိုးလေးတွေကိုပြုစုပြောထောင်ပေးတဲ့အနုကြည့်စက်ယုံငယ်လေးတွေပါလေတက်ဆဲဒီဆဲတွေကတော့အမျိုးသားဟော်မုန်းတက်စတိုစတီရိုန်းတွေကိုထုတ်ပေးတဲ့အဖွဲ့သားတွေဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုအုံနောက်နဲ့မျိုးပွားအင်္ဂါဆက်နွယ်မှုစနစ် hypothalamic pituitary gonadal acid ကနေကင်တွယ်ပါတယ် hypothalamic ကနေ GnRH ဟော်မုန်းကိုလွှတ်လိုက်ပါတယ် pituitary အဲ့ဒီအခါမှာ pituitary gland ကနေ FSH နဲ့ LH ဆိုတဲ့ဟော်မုန်းနှမျိုးကိုဓာတ်ထုတ်ပေးပါတယ် LH ကလေတက်ဆဲတွေကို testosterone ထုတ်ဖို့ခိုင်းတယ် FSH ကတော့ဇာတိုလီဆဲတွေကိုတုပ်ပိုးလေးတွေဖွံ့ဖြိုးအောင်လုပ်ဖို့အမိန့်ပေးပါတယ်တုပ်ပိုးထုတ်လုပ်မှုဟာအဆင့်ဆင့်ရှိပါတယ်မိုက်တိုဆစ်အဆင့်မှာဆဲတွေကနေပွားများလာပါတယ်မီအိုဆစ်ဒါကအရန်အရေးကြီးတဲ့အဆင့်မှာခရိုမိုဆိုးအရေအတွက်ကိုနှစ်ဆကနေတဝက်ဖြစ်အောင်လျှော့ချလိုက်တာပါဘာလို့လဲဆိုတော့တုပ်ပိုးနဲ့မမျိုးဥပေါင်းတဲ့အခါကျရင်ကလေးမှာခရိုမိုဆိုးအရေအတွက်ပြန်မှန်သွားအောင်လို့ဖြစ်ပါတယ်ဒီလိုနဲ့တုပ်ပိုးလောင်းလေးတွေဖြစ်လာတာပါအခုနကဖြစ်လာတဲ့တုပ်ပိုးလောင်းလေးတွေဟာအဝိုင်းလေးတွေပဲရှိပါသေးတယ်သူတို့ကုခတ်နိုင်အောင်စပါမီယိုဂျင်းနစ်စစ်အဆင့်မှာပုံစံပြောင်းရပါတယ် DNA တွေကိုချစ်လက်အောင်လုပ်တယ်ဖိတ်ဖုံးအခရိုဆုံးလေးတက်ဆင်ပါတယ်ဒါမှမမျိုးဥရဲ့အခွန်ကိုဖောက်နိုင်မှာပါအမီထွက်လာပါတယ်ဒါမှမြန်မြန်ကုခတ်နိုင်မှာပါစာတိုလီဆဲတွေကတုပ်ပိုးလေးတွေကိုအာဟာရကျိုးရုံနဲ့မဟုတ်ပါဘူးဘာရီယာဆိုတဲ့သွေးနဲ့ဝေးစစ်ကြားအတားအဆီးကိုပါတိဆောက်ပေးပါတယ်ဘာကြောင့်လဲဆိုတော့ကိုယ်ခန္ဓာကိုယ်ထဲကကိုယ်ခံအားစနစ်ကဒီတုပ်ပိုးတွေကိုရန်သူလို့ထင်ပြီးလာမတိုက်ခိုက်နိုင်အောင်ကာကွယ်ပေးရတာဖြစ်ပါတယ်ရင့်ကျက်သွားတဲ့တုပ်ပိုးလေးတွေဟာဝေးစစ်ကနေထွက်လာပြီးတုပ်ပိုးတိုးလောင်ပြုံအဲကိုရောက်သွားပါတယ်အဲ့ဒီနေရာမှာတုပ်ပိုးလေးတွေကကိုယ်ခန္ဓာစွမ်းကိုနောက်ဆုံးအဆင့်လေ့ကျင့်ယူကြပါတယ်တော့လွတ်တဲ့အချိန်ရောက်တဲ့အခါမှာတော့တုပ်ပိုးပြုံကနေတစ်ဆင့်ဇီလန်ချောင်းစီကိုအရှိန်နဲ့တွန်းပို့လိုက်တာပဲဖြစ်ပါတယ်